ပါခင်ဗျာကိစ္စချက်စီဖုတ်ဘောရှိုးကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီနေ့ဆိုနေပြည့်တဲ့အကြောင်းအရာလေးကမာတင်နက်စ်ရဲ့အပြောင်းရွှေ့တဲ့တင်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနေပြီးဆွေးနွေးတိတ်ဆက်ပေးကြပါဗျညီကောင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ဒါကျွန်တော်တို့ဒါ Sky Sport တို့တခြားစပိတ်သတင်းဌာနတွေရဲ့ဖော်ပြချက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea အသင်းက Aston Villa ရဲ့ဂိုးသမားမာတင်နက်စ်ကိုစိတ်ဝင်စားနေတယ်ဆိုပြီးတော့သိရတယ်မာတင်နက်စ်ကိုလည်းဒါတွားရောက်ပြီးတော့ကန့်လန့်ခဲ့တယ်မာတင်နက်စ်ကိုတိုင်ကလည်းကျွန်တော်တို့ Chelsea အသင်းစီကိုဒါပြောင်းချင်တယ်ကဲဟုတ်ပြီဒါအပြောင်းရွှေ့ကတော့ဒါမာတင်နက်စ်ရဲ့အပြောင်းရွှေ့ချက်ကတော့ဒါတိုးတက်လာတယ်ပေါ့လေအဲ့တော့ကျွန်တော်ကအခုကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုလို့ရှိရင်ဒါညီကိုတို့သိရတဲ့အတိုင်းပဲကျွန်တော်တို့အခုလက်ရှိ Chelsea အသင်းမှာလိုအပ်နေတာကဂိုးသမားတနေရာအတွက်ပဲကျွန်တော်လည်းပြအဲ့တော့ပေးခဲ့တဲ့ဖူဟန်နဲ့ပွဲတော့ကကျွန်တော်တို့ပေးခဲ့ရတဲ့ငကိုးကကျွန်တော်တို့အခုလက်ရှိပေါ်ထွက်ခွင့်ကစားခွင့်ရနေတဲ့ Robert Sanchez ရဲ့အမားလို့တော့ကျွန်တော်တို့ဒါပြောလို့ရတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒါဒီပွဲကပေါ့ဖူဟန်နဲ့ပွဲလို့မို့လို့ဒါအခုလိုမျိုးဒါတတရသွားတယ်ပေါ့လေနောက်မို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအသေးကြီးနဲ့တွေ့ခဲ့မယ်ဆိုလို့ရှိရင်ဒါဘလို့မှအဆင်မပြေနိုင်ခဲ့ဘူးပေါ့လေအဲ့တော့ကျွန်တော်တို့ Chelsea အသေးပိုင်ရှင်တွေနဲ့ဒီတာစားပြီးအလုံးစုံကိုတို့ကကျွန်တော်တို့ဒါ Robert Sanchez ကိုသဘောမကျတဲ့အတွက်ကြောင့်မို့လို့ Aston Villa ရဲ့ဂိုးသမားဒါ Martinez ကိုဒါကန့်လန့်ခဲ့တယ်ပေါ့လေ Martinez ကိုဒါစိတ်ဝင်စားနေတယ်ပေါ့လေအဲ့တော့ဒါ Martinez ကဘယ်လောက်ထိကောင်းလဲမကောင်းလဲဆိုတာကိုလည်းဒါညီကိုတို့သိပြီးသားဖြစ်တယ်ဒါ Martinez ကဘယ်လိုမျိုးဒါဂိုးဖိုင်သမားမျိုးလဲဆိုတာကိုလည်းဒါညီကိုတို့သိပြီးသားဖြစ်တယ်အထူးသဖြင့်သူ့ရဲ့ဒါကမ္ဘာဖလားပွဲပေါ့လေကမ္ဘာဖလားပွဲမှာလည်းနိုင်ငံပွဲမှာလည်းဒါညီကိုတို့အနေနဲ့ကြီးလိုက်ပေါ့ဗျာသူ့ရဲ့ဒါလက်စွမ်းတွေကတော်တော်လေးကိုဒါတကယ်ကောင်းမွန်ခဲ့တယ်ပေါ့လေတကယ်လည်းကောင်းခဲ့တယ်ပေါ့လေအဲ့တော့Martinez ရဲ့အခုအသက်အရွယ်ကအသက်ကဒါ33နှစ်ရှိပြီပေါ့ဗျာပြောင်းရွှေ့ချိန်ကကြတော့ဒါပေါင်8.6တန်းပဲရှိတယ်ဗျအဲ့တော့ကျွန်တော်တို့ Chelsea အသင်းတော့ဒါအများကြီးကောင်းတယ်ပေါ့လေဒါအထူးသဖြင့်ပြောရမှာဆိုလို့ရှိရင်အကယ်၍ဒါကျွန်တော်တို့ Martinez ကိုခေါ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea အသင်းအတွက်ဒါဂိုးပေါက်တနေရာကအများကြီးလုံခြုံစိတ်ချရသွားရပြီဗျာဒါညီကိုတို့ရဲ့တည့်ရတဲ့အတိုင်းပဲကျွန်တော်တို့အခုလက်ရှိမှာကလိုအပ်နေတာဂိုးပေါက်တနေရာအတွက်ပဲလိုအပ်နေတာအဲ့တော့ကျွန်တော်တို့နောက်တန်းကိုကြည့်မလားဗျာနောက်တန်းမှာလည်းကျွန်တော် CCB မှာလည်း level 9 web ရှိတယ်ထားပါအောင်ဗျာ level 9 webနာဝိုင်းခဲရင်တောင်မှဒါအချင်းပေါင်းရှိမယ်ဗျာနောက်ပြီးတော့ကျွန်တော်တို့အခုအစ်စ်ခေါ်တာလဲလာခရိုရှိမယ်ဗျာလာခရိုဆိုတာကဘယ်လိုကစားတဲ့သမားမျိုးလဲဆိုတာကိုလည်းကျွန်တော်တို့ညီကိုအားလုံးဒါသိပြီးသားဖြစ်တယ်နောက်တစ်ချက်ရှိတာက site နှစ်ဖက်ကိုလည်းကျွန်တော်တို့ဒါသွားပြီးတော့ကြည့်ကြမလို့ဒါကောင်းပြီးသားအဲ့တော့ကွင်းလယ်ပဲကြည့်မလားကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒါ Wisex ကိုင်စီတို့ရှိမှာဗျာအဆိုဝါနေတဲ့တကယ်လို့ထွက်သားပဲဒေဘက်ထားအောင်ပေါ့ဗျာ Alex ကိုလာခြင်းလားတော့မဟုတ်အထက်မော်တန်လာခြင်းလားပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကွင်းလယ်အတွက်ကလည်းဒါဘလို့မှဒါစိတ်ပူစရာမလိုဘူးပေါ့ဗျာအဲ့တော့တိုက်စစ်ပိုင်းကိုတွားကြည့်မှဆိုလို့ရှိရင်လေဒါ JP ရှိမယ်ကိုပါမာရှိမယ် Morgan Roger ရှိမယ်နောက်ပြီးတော့ Esteban Wheeler ရှိမယ်နောက်ပြီးတော့ပထနာတိုရှိမယ်ဗျာအဲ့တော့ဒါကျွန်တော်တို့ Chelsea တဲအတွက်ကဂိုးပေါက်တနေရာပဲအများကြီးလိုအပ်နေတာဗျာအဲ့တော့ဒီကိုတို့သိရတဲ့အတိုင်းပဲခုကျွန်တော်တို့ Chelsea အသင်းမှာကဂိုးပေါက်တနေရာအတွက်ဖမ်းဖို့က2ယောက်ပဲရှိတယ်ဗျာ Mike Pannas နဲ့ Robert Sanchez ပေါ့ဗျာ Mike Pannas ကဒါ Robert Sanchez တဲ့ကောင်းတယ်ဆိုပေမဲ့လို့သူ့အနေနဲ့ဒါအတွေ့အကြုံပိုင်းရာလိုအပ်နေသေးတယ်နောက်တစ်ခုရှိတာကဘာလဲဆိုတော့ဒါကျွန်တော်တို့သူ့ကိုလည်းပေါ့လေဒါနိပြစာပြီးအလုံးစုံအနေနဲ့ဒါအရဲစွန့်ပြီးတော့ဒါမထုတ်ရဲဘူးပေါ့လေတချို့ပွဲစဉ်တွေအတွက်အားကြောင့်မလို့ဒါ Martinez ကိုကျွန်တော်တို့ Chelsea အသင်းကနေပါစိတ်ဝင်စားနေတယ်ပေါ့လေအဲ့တော့ Aston Villa ဘက်ကိုပြန်သွားကြည့်မှာဆိုလို့ရှိရင်လေဒါပေးခဲ့တဲ့ရဲတက်ဘက်တုံးကသူတို့ဒါဂိုသမားအသစ်ခေါ်လိုက်တဲ့ဒါ Suzuki ဆိုတဲ့ဂိုသမားအသစ်တဲ့ခေါ်လိုက်တဲ့အတွက်ကြောင့်မို့လို့ဂိုသမားကိုဒါ Aston Villa အသင်းအနေနဲ့ဒါပေါ်ထွက်ခွင့်တနေရာပေးလိုက်မယ်အဲကြောင့်မလို့ကျွန်တော်တို့ဒါ Martinez အနေနဲ့ကျွန်တော်တို့ Chelsea အသင်းကိုဒါပြောင်းကျင်တာပေါ့ဗျာအဲ့တော့ကျွန်တော်ကပုံမှန်လေးပြောလို့ရှိရင်ဒါ Martinez ကိုလုံးဝသဘောကျရတယ်မှာပါတယ်သူ့ရဲ့လက်စွမ်းတွေကဒါပြောစရာမလိုဘူးဒါဒီကမ္ဘာဖလားလဲ
ဒီကဘာဗလာအတွင်းမှာလဲဒါမာတင်နက်စ်ရဲ့လက်ဆွမ်းနေတဲ့ကျွန်တော်တို့ချက်စီးပြိသက်တွေအကောင်လုံးပြိသက်တွေပေါ့ဗျာပြိသက်တော်တော်များမြင်ခဲ့ရသလိုဒါပေးခဲ့တဲ့ကဘာဗလာအာဂျင်တီးနားရောက်သွားတဲ့ကဘာဗလာမှာလေဒါမာတင်နက်စ်ကဒါရွှေလဲအိတ်ရောက်သွားတယ်ပေါ့လေဒါညီကိုတို့အတိပိသားဖြစ်တယ်အဲ့တော့ဆိုကြပါစို့ဗျာကျွန်တော်တို့ချက်စီအစ်စ်ကအကယ်၍ဒါမာတင်နက်စ်ကိုရသွားခဲ့ရင်တော့ကျွန်တော်တို့ဒါစိတ်ပူစာမလို့တော့ဘူးကျွန်တော်တို့ဒါဘယ်အသေးမလာဒါတက်ဖြုတ်လို့ရပြီပေါ့လေအဲ့တော့ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲတော့မသိဘူးပေါ့လေအခုဒီဂိုးသမားကိစ္စနဲ့ပတ်သက်ပြီးတော့မာတင်နက်စ်ကိုကျွန်တော်တို့ချက်စီအသေးအနေနဲ့ခေါ်တဲ့လားမခေါ်တဲ့ဘူးလားဆိုတာကိုဒါညီကိုတို့ရဲ့ဒါတောက်တက်ချက်လေးတွေနဲ့ဒါထင်မြင်ယူထားချက်လေးတွေကို comment တွေမှာဝင်ရောက်ရေးတက်ခဲ့ဖို့တောင်းဆိုအပ်ပါခင်ဗျာတချို့တို့တရားကြည့်စစ်တာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာကျွန်တော်ရဲ့ channel လေးနဲ့ကျွန်တော်ရဲ့ video လေးကို like subscribe လေးနှက်ခဲ့ကြဖို့တောင်းဆိုအပ်ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ရှိပါခင်ဗျာ